ကိုကဖွင့်တဲ့ဟာကအရမ်းများတယ်ဂိမ်းကအရမ်းများတယ်ဆိုရင်သူကဒီဘက်မှာမီးကနီးလာတာပေါ့နော်နီးလာတော့ကျွန်တော်တို့ तू ကအတန်းအမြင့်ဆုံးနေရာနေဆက်ပြီးတော့တက်ဖို့မရှိတဲ့ခါကျတော့ तू ကဟိုပါပေါ့အတန်း destruction ဖြစ်သွားတာပေါ့နော် destructed ဖြစ်သွားတာပေါ့အဲ့ဒီအချိန်မှာကိုကပြန် short ပြီးမှ तू ကတချင်းရတာနားထောင်လို့ကောင်းတယ်ပေါ့နော်ဆိုတော့ဒီ GZ ကကျွန်တော်တို့ပြောတဲ့ဒီ information တွေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ကကြည့်ပြီးတော့ကိုကဟိုပါပေါ့နော်ဟို तू ပြန်ပြောတဲ့ဟာလေးတွေကိုကိုကတေချာလိုက်ကြည့်ဖို့လိုတာပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်လည်းဒီဘက် line ကကျွန်တော်တို့ဒါ play လောက်တာဖြစ်တယ်လို့ तू ကဒီမှာဒီမီးကကျွန်တော်တို့ငြိမ်နေတာပေါ့နော်အဲဒီဘက်မှာကျတော့ तू ကကိုက play လောက်ရမယ့်ပတ်ဖြစ်နေတဲ့ခါကျတော့ तू ကဒီမှာမီးက flat ဖြစ်နေတာပေါ့နော်နှိပ်ချင်လို့ရှိရင် तू ကဒီဘက်ကိုဒါနှိပ်ရအောင်နော်ဒါမှားပိတ်တာပဲဒါမဖြစ်တော့ဘူးပေါ့ကိုကကြည့်လိုက်လို့ရှိရင်လေဆိုတော့နောက်တစ်ခုကဒီမှာဒီ effect ဆိုလည်းဒီလိုပဲဒါဆိုလို့ရှိရင် तू ကဒါ flat ပြနေလို့ရှိရင် तू ကဒါ तू အလုံးလုံးဖို့အလုံးလုံးနေဆိုတဲ့ဟာပေါ့နော်ဒီမှာတော့ तू ကတခုရှိတာဒီ back channel အတွက် तू ကဒီကောင်နဲ့တုံးတာပေါ့နော်ဒီ back channel အတွက်ကျတော့ဒီကောင်နဲ့တုံးတာပေါ့နော်ဒီကောင်လေးကိုဒါအလဲကိုပြန်ပို့လိုက်ရင်လည်း तू အတန်ကမလာတော့ဘူးဒီ flat လုံးနေပြီမဲ့ तू ကမလာဘူးပေါ့နော်အဲ့တော့ဒီကပိတ်ရင်ပိတ်မပိတ်လို့ရှိရင်ဒီကောင်ဒီလိုမျိုးအလဲတဲ့မှာပြန်ထားရင်ထားပါတော့နော်